ကဲအားလုံးပဲမြင်လားခင်ဗျချက်ဒီနေ့မှာကျွန်တော်အနေနဲ့ကဟောတကြံတွင်းမှာပေးမဲ့ကဝေးကိုကျွန်တော်အနေနဲ့အခုလှည့်ပေးဝတန်ကောမပိကအသုံးပြုပြီးတော့ကျွန်တော်အနေနဲ့လှည့်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့တကြံအတွင်းမှာပေးမှာမယ်ဒါပေမဲ့ဝင်းနာကိုကျွန်တော်အခုပြောပြပါဖြစ်ပါတယ်ကဲဝင်းနာလေးကိုပြောခင်မှာရင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးလေးကြည့်ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲဒီနေ့မှာဆိုတော့ကျွန်တော်နေကကွာဒီဝတန်ကောမဘေးကအသုံးပြုပြီးတော့ကျွန်တော်ရဲ့ဝင်းနာကိုလှည့်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဝင်းနာလေးကိုမလှည့်ခင်မှာရေစောဗီဒီယိုလေးကိုအဆုံးလေးကြည့်ဖို့တောင်းဆိုချင်ပါတယ် channel လေးကိုလည်း like ပေးပြီးတော့ channel လေးကိုလည်း subscribe ပြီးတော့ဗီဒီယိုလေးကိုလည်း like ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲဝတန်ကောမဘေးကောင်မှာဘယ်သူပေါက်သွားမလဲဆိုတာဘလို့နဲ့စိတ်ဝင်စားလေးကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ပြမဲ့ player နော်တကယ်လို့ပေါက်သွားတဲ့ player ပေါ့နော်ဒီတကြံအတွင်းဆက်ဆက်ရဝနှစ်ဆက်တည်းနဲ့လာရပြီးထုတ်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကဲ let's go နိုင်မယ်နော်ကဲကျွန်တော်အနေနဲ့ဒီ water comet pick ကိုအသုံးပြုပြီးတော့လှည့်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ let's go နော်ဒီစကန်လေးစောင့်ညီကိုတို့ဘယ်သူပေါက်သွားမလဲချက်ဆိုးလိုက်အောင် let's go guys ကဲကိုမ89ခုအဆင်ပြေတယ်နော်ကဲနော်ခုဆိုရင်တော့ဖြစ်နော်ဒီ brother အနေနဲ့ဟောနော်ဒီ giveaway မှာပေါက်သွားပါပြီကဲ bro အနေနဲ့ဟောဒီ giveaway မှာကျွန်တော်ရဲ့ Telegram နဲ့ဟိုဒီဗီဒီယိုကို comment အောင်မှာလည်းချတာပြပါမယ်။နောက်ပြီးတော့ဒီ Discord ဆင်းမှာလည်းချပေးတာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ bro အနေနဲ့ giveaway မှာလာရောက်ပြီးတော့ထောက်ယူလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီကြံအတွင်းမှာကျွန်တော်ပေးမှာဖြစ်ပါတယ် giveaway ကို bro အနေနဲ့ကျွန်တော် giveaway မှာကန်ဆယ်ပေးကြကျေးဇူးတင်ပါတယ်။ကျွန်တော်လူတွေကိုလည်း giveaway မှာကန်ဆယ်ပေးကြကျေးဇူးအများကြီးကိုတင်ပါတယ်ခင်ဗျာ။ giveaway မှာမပေါက်လို့စိတ်မပူကြပါဘာမှဖြစ်ပါဘူး။နောက်ဗီဒီယိုလေးမှာ bro giveaway လေးပေါက်နိုင်ပါတယ်။ bro အနေနဲ့ giveaway မပေါက်လို့စိတ်တမ်းမကြလိုက်ပါနဲ့ပေါ့နော်ကျွန်တော်အနေနဲ့နောက်တစ် giveaway လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်အဆုံးကြီးကြည့်ပြီးကြတော့ကျေးဇူးအများကြီးတင်ပါတယ် giveaway မှာကန်ဆယ်ပြညီကိုတွေအများကြီးကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အခုလိုအားပေးနေကြတဲ့ညီကိုတွေကြောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကဲနောက်တစ်ခုကတော့ဗျာဒီအသေးဆက်ဆက်ထွက်စီလာတဲ့ဒီ Melisa Clotter Skin ရဲ့ Skin Fat လေးတွေကိုပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျ Melisa Clotter Skin နောက်ပြီးတော့ဒီ Blackway Skin ရဲ့ effect လေးကိုပေါ့နော်ဒီအသေးဆက်ဆက်ထွက်စီလာတဲ့ effect လေးတွေကိုကျွန်တော်အနေနဲ့အရင်ဆုံးပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒီ Skin effect လေးတွေကိုကျွန်တော်ပြပြီးဗီဒီယိုလေးကိုကျွန်တော်အနေနဲ့အဆုံးသတ်ပါတော့မယ်ခင်ဗျ bro အနေနဲ့ဒီ skin effect လေးဒီ Blackway skin effect တွေဒီ Clotter ရဲ့ skin effect တွေလေးကိုကြည့်ရင်လည်းဗီဒီယိုလေးကိုကျွန်တော်ねဒီနေ့မှာတော့ဒီလောက်ပါပဲအဆုံးသတ်ချင်ပါတယ်ခင်ဗျာကဲဗီဒီယိုလေးကိုဆုံးဖြတ်ပြီးကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးမှာ giveaway မှာဒီအမှားလေးပါသွားရင်အားလုံးကိုတောင်းပန်ပါတယ်နောက်နေ့ကျရင်ပေါ့နော်ကျွန်တော်အနေနဲ့ event တစ်ခုလေးနဲ့တူမိတ်ဆက်ပေးပါအောင်မယ်ဘောနော်ဆုံးကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ဒီကြံတွင်းမှာကျွန်တော်အနေနဲ့ပျော်ရွှင်တဲ့အရာတွေကျွန်တော်လုပ်ပြီးတော့အောင်ပါဖြစ်ပါတယ်ခင်ဗျာကဲဆုံးကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါသည်ဟောနောက်နေ့ကျရင်တပကောနဲ့ဗီဒီယိုလေးမှာပြန်လဲဆောင်တိကြပါအောင်မယ်ခင်ဗျာအားလုံးပဲ see you ပါကဲကျွန်တော်အနေနဲ့ skin effect လေးတွေကိုပြရင်လည်းဗီဒီယိုလေးအဆုံးသတ်သွားပါတော့မယ် bro အနေနဲ့ဒီ skin ဟောနော် Clotter skin ကြိုက်တာမကြိုက်တာ comment မှန်းလို့ရပါတယ်ဒီ Blackway update ကိုဘယ်လိုသဘောရလဲပေါ့နော်ကဲဗီဒီယိုလေးကိုကျွန်တော်အနေနဲ့အဆုံးသတ်ဗီဒီယိုလေးကိုပေါ့နော်ဒီ skin effect ပြရဟာလေးနဲ့ပဲကျွန်တော်အနေနဲ့အဆုံးသတ်ပါတော့မယ်ခင်ဗျာMy darling dear, you're never here when I'm in pain, you hide and disappear.